အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ညီမတို့တွေအရှင်လောကရဲ့ legend ကြီး Jason Statham ကိုကဘာကျော်စေခဲ့တဲ့ပြီးတော့ကား action တွေထဲမှာတကယ့်ကို masterpiece လို့ပြောလို့ရတဲ့ The Transporter အကြောင်းပြောပြပေးမယ်နော် Rules are made to be broken နဲ့စီကန်းဆိုတာဖောက်ဖျက်ဖို့လုပ်ထားတာဆိုတဲ့အတိုင်းပဲညီမတို့ရဲ့ professional ကြီး Frank Martin တယောက်ဘလို့အခြေအနေမှာသူ့စီကန်းတွေကိုစွန့်လွတ်ပြီးယောက်ျားကောင်းပြီးသားစွာကဲတင်မလဲဆိုတာကြည့်လိုက်ကြရအောင် Let's go ဇလန်အစမှာညီမတို့ Frank Martin နဲ့စတွေ့ရပါတယ်သူကပြင်သစ်တောင်ပိုင်းကပင်လယ်နားမှာအေးအေးဆေးဆေးနေပေမဲ့သူ့အလုပ်ကတော့တော်ယုံလူလုံနိုင်တာမဟုတ်ဘူးရှင်သူက transporter ပါသူကစီကန်းတွေကိုအသက်ထက်တန်ဖိုးထားတဲ့လူတစ်ယောက်သူ့မှာအဓိကစီကန်း၃ခုရှိတယ်တေစာချုပ်ကိုဘယ်တော့မှမပြင်းနဲ့နှစ်နာမည်တွေမမီးနဲ့၃ package ထဲကိုဘယ်တော့မှမကြည့်နဲ့တဲ့တနည်းတော့သူကဘန်တစ်ပြ၃ယောက်ကိုတင်ဖို့လက်ခံလိုက်တယ်ဒါပေမဲ့၄ယောက်ရောက်လာတာ哦ဟိုမလီ Frank ကတိကျချက်ကတော့ပြောမနေနဲ့တယောက်ပိုနေတယ်အလေးချိန်မကိုက်ရင်ငါမမောင်းဘူးဆိုပြီးတယောက်ကိုကန်ချခဲ့တာရှင်အဲ့ဒီနောက်မှာရဲတွေနောက်ကလိုက်တာကိုကြိုင်ကားမောင်းသမားတယောက်လိုကျွမ်းကျွမ်းကျင်ကျင်မောင်းပြေးလိုက်တာတကယ်ကိုအသေးရစရာပဲနော်ဒါပေမဲ့ဒုတိယအလုံးမှာတော့ပြဿနာစတာပါပဲ American လူမိုက် Button Court စီက package တစ်ခုကိုတည်ပြီးရတာလမ်းမှာကားဘင်းပေါက်လို့ပြင်ရင်းနဲ့ package ထဲကအတန်ကြားလိုက်ရတယ်ဟေးအဲ့ဒါလူပဲရှင်စီကန်းသုံးကိုဖောက်ပြီးဖွင့်ကြည့်လိုက်တော့ဗစက်ကိုတိတ်နဲ့ပိတ်ထားတဲ့ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးကိုတွေ့လိုက်ရတာပါ Frank တယောက်စီကန်းနဲ့လူသားဆန်မှုချားမှာဘာရွေးမလဲ Frank က line ကိုအစာကျွေးပြီးကဲတင်ဖို့ကြိုးစားပေမဲ့လူမိုက်တွေကတိသွားပြီး Frank ရဲ့အလှဆုံးအိမ်ကြီးကိုဒုံးချီနဲ့ပစ်ခတ်လိုက်တာဝုန်းကနေပဲညမဖြစ်နှမျောလိုက်တာရှင် Frank နဲ့ line ကတော့ကန်ကောင်းလို့ရေအောက်ထဲငုတ်ပြီးလွတ်သွားခဲ့တယ်Frank ကတော့တော်တော်လေးဒေါသထွက်သွားပြီနော်သူ့အိမ်ကိုဖျက်ဆီးတဲ့သူတွေကိုပြန်လက်စားချေဖို့သူတို့စခန်းစီတွားပါတော့တယ်ကဲရောက်ပါပြီဒီကားရဲ့အမိုက်ဆုံးအခန်း Frank ကလူအများကြီးကိုတယောက်တည်းရင်ဆိုင်ရတဲ့အခါကားစီတွေကိုတကိုယ်လုံးလိမ့်လိုက်တာရှင်လူမိုက်တွေကသူ့ကိုဖမ်းမရတော့ဘူးချိုးထွက်သွားတာလीအဲ့ဒီမှာဖနက်အောက်မှာပတ်တယ်လေးတွေတက်ပြီးတိုက်ခိုက်တာကတော့တကယ်ကိုညံကောင်းလို့ညမဖြင့်လက်ခုတောင်ထတီးမိတယ်နောက်ပိုင်းမှာလိုင်ကအမှန်တရားကိုပြောပြတယ်သူ့အဖေကိုယ်တိုင်ကလူကုန်ကူးနေတဲ့သူဖြစ်နေတာကိုကွန်တိန်နာတွေထဲမှာဒုက္ခသည်တွေအများကြီးကိုပိတ်လောင်ထားတာ Frank ကတော့ယောက်ျားကောင်းပြီးသားစွာနဲ့အားလုံးကိုကယ်ဖို့ဆုံးဖြတ်လိုက်တယ်ဇက်သိမ်းပိုင်းအရှင်တွေကတော့တကယ်ကို adrenaline တက်စရာကြီးရှင် Frank ကပြေးနေတဲ့ကွန်တိန်နာကားကြီးတွေနောက်ကိုလိုက်တာပြီးတော့ကားပေါ်ကနေလေရင်ပေါ်ကိုခုန်တက်တာကြည့်ရတာအယမ်းရင်တုံဖို့ကောင်းတာနော်နောက်ဆုံးမှာတော့ဗီလိန်တွေကိုအနိုင်ယူပြီးဒုက္ခသည်တွေကိုကယ်တင်နိုင်ခဲ့ပါတယ်စီကန်းတွေကိုဘေးချိတ်ပြီးနှလုံးသားနောက်ကိုလိုက်ခဲ့တဲ့ Frank Martin ကြီးအောင်ပွဲခံသွားတာပေါ့ရှင်ကဲဒါကတော့ The Transporter ဇာတ်ကားလေးရဲ့ recap ပါပဲရှင်ညီမကတော့ Jason Statham ရဲ့တည်ငြိမ်ပြီးအမိုက်စား action တွေကိုအယမ်းသဘောကျတာပဲတငယ်ချင်းတို့ရောဘယ်လိုထင်လဲဟင် Frank ရဲ့အမိုက်စားကောင်းမောင်းကွက်တွေကိုကြိုက်လားဒါမှမဟုတ်အစီတွေလိမ့်ပြီးတိုက်တဲ့အခန်းကိုကြိုက်လား comment မှာပြောခဲ့အောင်နော်ဒီ recap လေးကိုသဘောကျတယ်ဆိုရင်ညီမကိုအားပေးတဲ့အနေနဲ့ like ပေးပြီး subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်လည်းဘလို့အကျန်းစားကားတွေကို recap လုပ်ပေးရမလဲဆိုတာအကြံပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တတာ